။အောင်စိမ်းရင်အုံးဆန်ဘက်ကိုနေတိုင်းစားရင်ရရှိနိုင်မဲ့ကျန်းမာရေးအကျိုးကျေးဇူးများနဲ့ဘီးထွက်ဆိုးကျိုးများ။အောင်စိမ်းရည်ကနေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများနဲ့ဘီးထွက်ဆိုးကျိုးများ။အောင်စိမ်းရည်ကကျန်းမာရေးအတွက်အထောက်အကူပြုသလား။ဘလို့ကောင်းကျိုးတွေရှိလဲဆိုတာကိုလေ့လာလို့ရအောင်ဖော်ပြပေးလိုက်ပါ၏။အောင်စိမ်းရည်ဆိုတာနှစ်ပေါင်းများစွာကလေးကအောင်စိမ်းရည်ကကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တယ်ဆိုတာကိုသိရှိထားပြီးဖြစ်ပါ၏။အောင်စိမ်းဒီတစ်လုံးမှာအရေဓာတ်200မီလီလီတာကနေ1000မီလီလီတာအထိပါဝင်ပါ၏။အောင်စိမ်းရည်ကအရသာရှိပြီးကယ်လိုရီပါဝင်မှုနည်းတဲ့တဘာဝအချိုရည်တစ်မျိုးပါ။အောင်စိမ်းရည်မှာအုံသီးခြောက်အရေဓာတ်အာဟာရဓာတ်ပုံမပါဝင်ပါ၏။အောင်စိမ်းရည်မှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအမိုင်နိုအက်ဆစ်အင်ဇိုင်းတွေဗီတာမင် B ဓာတ်တွေဗီတာမင် C တန်ဓာတ်ကယ်ဆီယမ်ပိုတက်ဆီယမ်မက်ဂနီဆီယမ်မက်ဂနီနဲ့ဇင်းဓာတ်တွေလိုမျိုးသတ္တုဓာတ်တွေပါဝင်နေပါ၏။အုံစိမ်းရည်မှာပါတဲ့အာဟာရဓာတ်တွေကကိုယ်ခံအားစနစ်ကိုတွန်းမြင့်ပေးပါ၏။အုံစိမ်းရည်မှာပါတဲ့စိုက်တိုခင်လင်လို့ခေါ်တဲ့အပင်ဟော်မုန်းတစ်မျိုးကလည်းအရွယ်တင်နုပြိုးစေသလိုဘက်တီးရီးယားတွေနဲ့ကင်ဆာရောဂါတွေကိုတိုက်ဖျက်နိုင်တဲ့အစွမ်းလည်းရှိပါ၏။အုံစိမ်းရည်ကကျန်းမာရေးအတွက်ဘလို့အထောက်အကူပြုပေးနိုင်တယ်လဲဆိုတဲ့အချက်လေးတွေကိုမျှဝေပေးလိုက်ပါ၏။အုံစိမ်းရည်ကနေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများအုံစိမ်းရည်တောက်ပေးတာကခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်ပေးခြင်းအုံစိမ်းရည်ကအပူဓာတ်ကြောင့်ဖြစ်တဲ့ရေငတ်တာကိုပြင်ဆင်နိုင်တဲ့တဘာဝအချိုရည်တစ်မျိုးပါ။အုံစိမ်းရည်မှာပါတဲ့ electrolyte composition တွေကြောင့်ဝမ်းလျှောတာအော့အန်နာနဲ့အလွန်အမင်းရွှေ့ထွက်တာတွေကြောင့်ခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးပါ၏။ကာဗိုဟိုက်ဒရိတ်ပါဝင်တာကြောင့်ခန္ဓာကိုယ်ကိုအားပြေစေပါ၏။သွေးတိုးကျစေခြင်းအုံစိမ်းရည်မှာဗီတာမင် C ပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်တို့ပါဝင်နေရကြောင်းသွေးတိုးရောဂါရှိသူတွေအတွက်တင်တော်ပါ၏။အုံစိမ်းရည်မှာပါတဲ့ပိုတက်ဆီယမ်ကကိုယ်တွင်းကအကျိုးမပြုတဲ့ဆိုဒီယမ်ပမာဏကိုထိန်းညှိပေးခြင်းဖြင့်သွေးတိုးကျအောင်အထောက်အကူပြုပါ၏။နှလုံးကျန်းမာခြင်းကိုလက်စထရောနဲ့အဆီပါဝင်မှုနည်းတဲ့အုံစိမ်းရည်ကနှလုံးကိုကျန်းမာစေပါ၏။ခန္ဓာကိုယ်အတွက်အကျိုးမပြုတဲ့ကိုလက်စထရော LDL ကိုလျော့ကျစေပြီးအကျိုးပြုကိုလက်စထရော HDL ကိုတိုးစေနိုင်တာကြောင့်နှလုံးရောဂါခံစားရနိုင်ခြင်းကိုလျှော့ချပေးပါ၏။အုံစိမ်းရည်မှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေရောင်ရမ်းမှုကိုလျော့ပါစေတဲ့အစွမ်းတတိနဲ့ anti-prolate property တွေပါဝင်နေပြီးသွေးလက်ပတ်စည်းသိမှုကိုတိုးတက်ကောင်းမွန်စေပါ၏။သွေးကြောထဲမှာအနည်းစုပုံနာမျိုးတွေကိုလျှော့ချပေးနိုင်ပြီးရုတ်တရက်နှလုံးရက်တာနဲ့လေပြတ်တာမျိုးတွေကိုလည်းလျှော့ချပေးပါ၏။အရက်နာကြတာကိုတက်တာစေခြင်းအုံးရည်ကအရက်နာကြတာကိုတက်တာစေနိုင်တဲ့တဘာဝဆေးတစ်မျိုးပါ။အရက်ကခန္ဓာကိုယ်ရဲ့ရေဓာတ်ကိုကုံဆုံးစေပြီးရေဓာတ်ကုံဆုံးမှုကနေနောက်တစ်နေ့မနက်မှာအရက်နာကြတာကိုဖြစ်စေပါ၏။အုံးရည်ကခန္ဓာကိုယ်ရဲ့ electrolyte ကိုပြန်လည်ဖြည့်တင်းပေးပြီးရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့်အရက်နာကြတာကိုတက်တာစေပါ၏။ကိုယ်လေးချိန်ကြာစေနိုင်ခြင်းကိုယ်လေးချိန်ကြာခြင်းတဲ့သူတွေအတွက်အုံစိမ်းရည်ကတောက်သုံးမှုတင်တော်ပါ၏။ကယ်လိုရီပါဝင်မှုနည်းပြီးအစာရည်အတွက်လည်းအထောက်အကူပြုပါ၏။အုံစိမ်းရည်မှာအစာခြေပြတ်မှုကိုအထောက်ပံ့ပေးပြီးအဆီတွေခြေပြတ်မှုကိုတွန်းမြင့်ပေးနိုင်တဲ့ bioactive enzyme တွေအများအပြားပါဝင်ပါ၏။အုံစိမ်းရည်မှာပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပါ၏။ကိုယ်တွင်းကမလိုအပ်တဲ့အရည်တွေနဲ့အစိတ်တောက်တွေကိုစွန့်ထွက်အောင်အထောက်ပံ့ပေးပါ၏။ခေါင်းကိုက်တာကိုတက်တာစေခြင်းခေါင်းကိုက်တာခေါင်းတစ်ချမ်းကိုက်တာအများစုကရေဓာတ်ဆုံးရှုံးတာကြောင့်ဖြစ်ပါ၏။အုံစိမ်းရည်ကခန္ဓာကိုယ်အတွက်လိုအပ်တဲ့ electrolyte တွေကိုထောက်ပံ့ပေးရမှာအထောက်အကူပြုသလိုခန္ဓာကိုယ်ရဲ့ရေဓာတ်ကိုမြင့်တင်ပေးပါ၏။အုံစိမ်းရည်မှာမက်ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့်ခေါင်းတစ်ချမ်းကိုက်ဝေဒနာခံစားနေရသူတွေအနေနဲ့တောက်သုံးပေးသင့်ပါ၏။ကိုယ်တွင်းမှာမက်ဂနီဆီယမ်ပမာဏလျော့နေလာတာကြောင့်ခေါင်းတစ်ချမ်းကိုက်တာဖြစ်ပါ၏။လေပွားတာကိုတက်တာစေခြင်းဆိုဒီယမ်စားသုံးမှုများတာကြောင့်လေပွားတာဖြစ်ပါ၏။အုံစိမ်းရည်မှာပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့်ဆိုဒီယမ်ပမာဏကိုလျှော့ချရမှာအထောက်အကူပြုပေးပါ၏။အန်ဇိုင်းမာရောဂါကိုတက်တာစေနိုင်ခြင်းအုံစိမ်းရည်ကအန်ဇိုင်းမာလိုမျိုးအာယုံကြောထိခိုက်ပျက်စီးတဲ့ရောဂါတွေကိုကုသရမှာအထောက်အကူပြုနိုင်တဲ့အရာတစ်ခုဖြစ်လာနိုင်ဖွယ်ရှိပါ၏။အုံစိမ်းရည်ထဲမှာအပင်ဟော်မုန်းတစ်မျိုးဖြစ်တဲ့စိုက်တိုခင်နေပါဝင်တာကြောင့်အုံနောက်ဆဲတွေပျက်စီးမှုကိုကာကွယ်ပေးပါ၏။မှတ်ဉာဏ်တွေပြန်လည်ကောင်းမွန်လာအောင်လည်းအထောက်အကူပြုပါ၏။မျက်လုံးကျန်းမာစေခြင်းအမြင့်အာရုံကြည်လင်စေဖို့အတွက်အုံစိမ်းရည်တောက်ပေးနိုင်ပါ၏။အုံနောက်နဲ့မျက်လုံးကျန်းမာတန်ဆွမ်းစေဖို့အတွက်ခန္ဓာကိုယ်ကဗီတာမင် B1 ကိုလိုအပ်ပါ၏။ဗီတာမင် B1 ကမျက်လုံးကြွက်သားတွေကိုတန်ဆွမ်းစေပြီးညဘက်မှာလည်းမျက်လုံးအမြင်အာရုံကိုကောင်းမွန်စေပါ၏။ pH ပမာဏကိုထိန်းညှိပေးခြင်းအသင့်စားအလွယ်စားအစားအစာတွေလိုမျိုးအက်ဆစ်ဓာတ်ပါဝင်မှုများတဲ့အစားအသောက်တွေကို
အများအပြားစားသုံးတာစိတ်ဖိစီးရနဲ့အစိတ်တောက်ဖြစ်စေတဲ့အရာတွေကြောင့်ခန္ဓာကိုယ်ရဲ့ pH ပမာဏကအက်ဆစ်ဖြစ်လောက်တဲ့အထိမြင့်တက်သွားတဲ့အခါခန္ဓာကိုယ်ရဲ့စွမ်းအင်ကိုလျော့ကျစေပြီးဗီတာမင်နဲ့သတ္တုဓာတ်တွေစုပ်ယူနိုင်စွမ်းကိုလည်းကျဆင်းစေပါတယ်။ pH ပမာဏမြင့်တက်သွားတဲ့အခါအသက်ရဲ့လုပ်ငန်းစဉ်တွေထိခိုက်တာလေးဘက်နာအဆစ်ရောင်ရောဂါအယိုးအဆစ်ရောင်ရောဂါစီးချိုဒိုင်ယာပီတီသွေးတိုးဟိုက်ပါတန်ရှင်နဲ့ကိုယ်ခံအားနည်းတဲ့ဝေဒနာတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။အုံစိမ့်ရည်မှာပါတဲ့အကာလိုင်းတွေကကိုယ်တွင်းမှာ pH ပမာဏများတာကြောင့်ဖြစ်တတ်တဲ့အစာအိမ်အချင်းပေါက်တာနဲ့ရင်ပူတာတွေကိုသက်သာစေသလိုကိုယ်တွင်း pH ပမာဏကိုလည်းထိန်းညှိပေးပါတယ်။သွေးတွင်းတကြားတက်ကိုထိန်းညှိပေးခြင်းအုံစိမ့်ရည်ထဲမှာအမိုင်နိုအက်ဆစ်နဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အမြင့်ဓာတ်တွေပါဝင်တာကြောင့်သွေးတွင်းတကြားတက်ကိုထိန်းညှိရမှာအထောက်အကူပြုသလိုခန္ဓာကိုယ်ရဲ့အင်ဆူလင်တုတ်ပြန်မှုကိုလည်းတိုးတက်စေပါတယ်။စီးကျိုသမားတွေတောက်သုံးဖို့တင်တော်ပါတယ်။ကိုယ်လေးချိန်ကိုထိန်းညှိပေးပြီးသွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။စီးရွှင်စေခြင်းအုံစိမ့်ရည်ကတဘာဝစီးရွှင်စေတစ်မျိုးပါ။စီးပမာဏကိုတိုးစေပြီးစီးရွှင်စေပါတယ်။ကိုယ်တွင်းကအဆိပ်တောက်တွေကိုဖယ်ရှားပေးပါတယ်။စီးလန်းကြောင်ပိုးဝင်ခြင်း urinary tract infection လိုမျိုးဝေဒနာတွေကိုလည်းကာကွယ်ပေးပါတယ်။ပိုတက်ဆီယမ်ကျွေးဝစွာပါဝင်တာကြောင့်ကိုယ်တွင်းကအဆိပ်တောက်တွေကိုစီးအဖြစ်နဲ့စွန့်ထုတ်စေပြီးကြောက်ကပ်မှာကြောက်တရားတွေကိုလည်းကြည်ပြတ်စေနိုင်ပါတယ်။အုံးရည်မှာဘက်တီးရီးယားတွေကိုသိစေနိုင်တဲ့အာနိသင်ရှိရာကြောင့်စီးအိမ်ကိုပိုးကူးစက်တာတွေကိုတိုက်ဖြတ်ရမှာလည်းအထောက်အကူပြုပေးပါတယ်။အရွယ်တင်စေခြင်းအုံးစိမ့်ရည်ထဲမှာဆဲတွေနဲ့တစ်ရှူတွေကိုအုံမင်းရည်ရော်မှုကနေကာကွယ်ပေးနိုင်တဲ့အစွမ်းရှိတဲ့စိုက်တိုခင်းတွေပါရှိပါတယ်။နာတာရှည်ဝေဒနာတွေနဲ့အသက်အရွယ်ကြောင့်ဖြစ်တဲ့ယောဂတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျော့ကျစေပါတယ်။လက်ဆက်တဲ့အုံစိမ့်ရည်ကအရည်ပြားကိုနုညံ့ချောမွေ့စေအောင်အာဟာရဖြည့်ပေးသလိုရေဓာတ်လည်းပြေဝအောင်လည်းလှုပ်ဆောင်ပေးပါတယ်။အုံစိမ့်ရည်ရဲ့ဘေးထွက်ဆိုးကျိုးများကြောက်ကပ်တွေကပုံမှန်အလောက်လောက်ရင်သို့မဟုတ်ကိုယ်တွင်းမှာပိုတက်ဆီယမ်ပမာဏအရန်များနေရင်အုံစိမ့်ရည်မတောက်သင့်ပါဘူး။တစ်တီတစ်စိဓာတ်မတည့်သူတွေအနေနဲ့အုံစိမ့်ရည်မတောက်သင့်ပါဘူး။အုံစိမ့်ရည်ကတချို့သူတွေကိုအစာအိမ်နာတာနဲ့လေပွားတာမျိုးတွေဖြစ်စေနိုင်ပါတယ်။အုံစိမ့်ရည်ကခွဲစိတ်မှုခံယူပြီးချိန်နဲ့ခွဲစိတ်မှုခံယူနေစဉ်မှာသွေးပေါင်ချိန်ထိန်းညှိမှုကိုအနှောက်အယှက်ဖြစ်စေနိုင်တာကြောင့်ခွဲစိတ်ကုသမှုခံယူဖို့ဆိုရင်ခွဲကမ်းမဝင်ခင်2ပတ်လောက်အလိုကလေးကအုံစိမ့်ရည်ကိုမတောက်ဘဲနေပေးပါ။အုံစိမ့်ရည်ကဆေးဘက်ဝင်နေဆိုပေမဲ့ကိုဝင်စာအမျိုးသမီးတွေနဲ့ကလေးငယ်တွေအနေနဲ့တော့ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှတောက်သုံးသင့်ပါတယ်။အုံစိမ့်ရည်ကသွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်ပြီးအချို့ဆေးဝါးတွေနဲ့ဓာတ်ပြုတ်နိုင်တာကြောင့်သွေးကျဆေးတောက်သုံးနေရသူတွေအနေနဲ့ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှတောက်သင့်ပါတယ်။အုံစိမ့်ရည်အလွန်အကျွံတောက်ရင်လေးပွားတာဗိုက်ထဲမှာမအီမသားဖြစ်တာမျိုးတွေဖြစ်နိုင်တာကြောင့်အလွန်အကျွံမတောက်မိဖို့တတိပြုပါ။အုံသီးဖက်လေးတွေစားခြင်းကြောင့်ရနိုင်တဲ့အကျိုးကျေးဇူးများဒီလိုပူပြင်းတဲ့နေရာဒီမှာလမ်းမပေါ်မှာအုံရည်ရောင်တဲ့လဲလေးတွေအများကြီးတွေ့ရတတ်တယ်နော်။ကိုဝယ်မှအုံသီးကိုခုတ်ပေးပြီးအရေထုံအဖက်လေးပါရောင်းပေးပါ၏။တွေလိုမျိုးပူပြင်းတဲ့ရာသီဥတုမှာအုံစိမ့်ရည်လေးတောက်လိုက်ရရင်အမောကိုပြေလို့ပြီးတော့ချစ်ထားတဲ့အုံသီးပန်းနုနုလေးတွေကိုထညက်လေးနဲ့ရောစားလိုက်လို့ကတော့ဘာပြောကောင်းမလဲ။အရသာရှိလို့ဒီဆောင်းပါးထဲမှာစားလို့လဲအရသာရှိထုတ်ထုတ်နဲ့ဝါလို့လဲကောင်းတဲ့အုံသီးဘက်လေးတွေစားခြင်းကြောင့်ရနိုင်တဲ့ကောင်းကျိုးတွေကိုပြပြပြီးတော့မှာပါ။အုံသီးဘက်မှာပါတဲ့အဆီဓာတ်အုံသီးဘက်တစ်ခွက်မှာပါတဲ့ကယ်လိုရီ283ပမာဏကပြေးဝစီတွေကရတာပါ။အခြားအသီးတွေကပြေးဝစီနည်းနည်းပဲပါပေမဲ့အုံသီးဘက်တစ်ခွက်မှာတော့ပြေးဝစီ23.8 grams ပါပါတယ်။ဒါပေမဲ့အုံသီးမှာပါတဲ့ပြေးဝစီတွေက medium chain fatty acid တွေဖြစ်တာကြောင့်အခြားပြေးဝစီတွေလိုမျိုးသွေးတွင်းကိုလက်စထရောများခြင်းကိုမဖြစ်စေပါဘူး။၁အုံစီအုံသီးဖက်လေးတွေညှစ်လိုက်လို့ရလာတဲ့အုံသီးကသွေးပေါင်ချိန်ကိုတက်စေခြင်းဘိုက်အဆီကျစေခြင်းသွေးတွင်းကိုလက်စထရောပမာဏကိုကျစေခြင်းနဲ့သွေးတွင်းတကြားကိုထိန်းညှိပေးခြင်းစတဲ့အကျိုးကျေးဇူးတွေရှိပါတယ်။၂ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအများကြီးပါပါတယ်။အုံသီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကမကောင်းတဲ့ဓာတုပစ္စည်းတွေကိုဆန့်ကျင်ပေးမဲ့အပြင်ရောင်ရမ်းခြင်းကိုလည်းလျော့ကျစေပြီးခုခံအားကိုလည်းကောင်းစေပါတယ်။၃အမြင့်တက်လေးကျွဲဝါစွာပါဝင်ပါတယ်။အုံသီးဘက်တစ်ခွက်မှာအမြင့်တက် 9.2 grams လောက်ပါတာကြောင့်အုံသီးဘက်တစ်ခွက်လောက်စားလိုက်တာနဲ့တင်တနေ့တာအတွက်လိုအပ်တဲ့အမြင့်တက်20%ရပြီးသားဖြစ်မှာပါ။အမြင့်တက်ကြောင့်ဦးလန်းကြောင်းလှုပ်ရှားမှုအားကောင်းသလိုဝမ်းချုပ်ခြင်းကနေလည်းတားဆီးပေးပါတယ်။ဗိုက်လည်းပြည့်လွယ်စရာကြောင့်ဝိတ်ချနေတဲ့သူတွေအားထားတဲ့အစားအသောက်တစ်ခုပါ။၄မန်ဂနီသတ္တုဓာတ်အုံသီးဘက်တစ်ခွက်မှာပါတဲ့မန်ဂနီသတ္တုဓာတ်က
အမျိုးသမီးတစ်ယောက်တစ်နေ့လိုအပ်တဲ့ပမာဏရဲ့60%ရာခိုင်နှုန်းကိုပေးပြီးအမျိုးသမီးတစ်ယောက်လိုအပ်တဲ့မဂ္ဂနီသတ္တုဓာတ်ပမာဏရဲ့52ရာခိုင်နှုန်းကိုပေးပါ၏ပါဝင်တဲ့မဂ္ဂနီသတ္တုဓာတ်အစွမ်းကြောင့်သွေးတွင်းတကြားဓာတ်ပမာဏထိန်းညှိပေးမဲ့အပြင်အဆီနဲ့ပရိုတင်းတို့ကိုခြေဖြတ်ရလွယ်ကူစေပါ၏ဒါအပြင်မဂ္ဂနီသတ္တုဓာတ်ကကိုရင်းကနေတန်တက်ဗီတာမင် B1 နဲ့ဗီတာမင် E စုပ်ယူမှုနဲ့အသုံးပြုမှုကိုအားကောင်းစေပါ၏ငါပိုတက်ဆီယမ်ကော်ပါဓာတ်အုံသီးပတ်လေးတွေမှာကိုရင်းဓာတ်စားဓာတ်ထိန်းညှိပေးတဲ့နေရာနှလုံးပုံမှန်အလုပ်လုပ်တဲ့နေရာနဲ့ကြွက်သားတွေကြီးထွားတဲ့နေရာမှာအရေးကြီးတဲ့14ရာခိုင်နှုန်းပါပြီးသွေးနီဦးလေးတွေထုတ်လုပ်တဲ့နေရာမှာအဓိကကျတဲ့ကော်ပါ39ရာခိုင်နှုန်းပါပါ၏ကဲဒီလောက်တောင်အကျိုးရှိလာတဲ့အုံသီးဖက်လေးတွေကြိုက်တဲ့သူတွေကတော့ဒါကသတင်းကောင်းပါပဲနော်ဟုတ်ကဲ့ပါရှင်ဆိုရှယ်မီဒီယာပေါ်ကနေဒီကြောင်းရာလေးကိုကျမ်းမာရေးဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးလိုက်ရပါရှင်မူရင်းရေးသားသူကိုလည်းလေးစားစွာ credit ပေးရပါနားဆင်ပြီးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရှင်